Hello guys Hello မင်္ဂလာပါဒါညီမတို့ညီမနှစ်ယောက်ကပထမဦးဆုံး vlog ဖြစ်ပါတယ်ပထမဦးဆုံးရှိုင်းပါပေါ့နော်အားလုံးအဆုံးထိကြည့်ပြီးမျှော်လင့်ပါတယ်ရှင့်ဒါအခုညီမတို့နှစ်ယောက်က challenge တစ်ခုခေါ်လာတယ်ပါလေဒီနေ့ကညီမတို့နှစ်ယောက်က spicy ခေါက်ဆွဲစားကြနေမှာဖြစ်ပါတယ်ရှင်အဲ့ဒါဘယ်လောက်ဆက်လဲတော့ညီမတို့မသိဘူးပေါ့နော်အခုပြိုင်စားမှာနိုင်တဲ့လူကလောက်အောင်ပါလေနိုင်တဲ့လူကအခုဒီနေ့တော့မဟုတ်ဘူးเนาะနောက်ရက်ကျရင်အပြင်ခေါ်သွားရမယ်ပြီးရင်စားချင်တာအကုန်လုံးလိုက်ကြည့်ရမယ်ကြာတယ် Oh my god ရှင်ကြီးအဲ့ဒါကိုလည်းထပ်ပြီးတော့ vlog ရိုက်ပြမယ်ဒါပေမဲ့ဒီနေ့ကတော့မုံစားတဲ့အစားလေးကိုရိုက်ပြနိုင်အောင်စားမယ်ရှင်းရပါတော့အမတခါမှတော့ဒီ spicy ကိုမစားကြည့်ရသေးဘူးဒီမှာအေးလေးရှိပါတယ်ကိုကပြီးရင်တောက်ကြအေးလေးရှိတခါမှတော့ဒီဥစ္စာကိုမ try ကြည့်ဘူးဒီနေ့မှစပြီး try ကြည့်မယ်ကောင်းတော့မသိသေးဘူးဘယ်လောက်ဆက်မလဲတော့မသိသေးဘူးစားကြည့်ဒီ spicy နာမည်သိချင်ရင်တော့ comment မှာမေးပြီးနော်စားကြည့်မယ်မှန်တဲ့လူကို1 hour later နှစ်ယောက်ကိုဖုန်းပေး3000ထည့်ပြီး Okay နော်ပြလိုက်မယ်နော်ရှင်နေတော့တုံးစားမယ်နော်1 2 3ပထမဆုံး vlog ပထမဆုံးဆက်ပြီးစားပထမဆုံး vlog ဖြစ်တော့နည်းနည်းတော့အတင်းဆောင်လေးနဲ့အချက်လေးတွေဖြစ်နေတော့ပြိုင်မှာနော်အဲ့ဒါအသေးဆုံးမဖြစ်ဘူးတော့လုံးမှာတော့ဆက်တော့ဆက်တယ်ဒါပေမဲ့အရင်တော့မသိရသေးဘူးဆက်တာတော့ဒါပေမဲ့ဆက်တော့ဆက်နေပြီနော်ညကြနေဟာအပတ်သမီးဟာအများဆုံးတူပဲရှုံးတဲ့လူကနော်ရှုံးမဲ့လူတော့မြေရောက်နေပြီအခုတော့အကြီးပဲဆက်တယ်ဒါမဲ့ဆက်တယ်ဒါမဲ့ဆိုပေမဲ့လည်းဆက်တယ်ဒါပေမဲ့ခက်နိုင်ရင်ချင်းတော့အခုတိတိမှာတော့ရှိသေးရဲ့ဒီဟာစားနေတာတော့အခုတိမှာတော့နော်ရှိပါခက်နိုင်ရင်ချင်းတော့ရှိသေးရဲ့ဆက်တယ်ခက်နိုင်တော့ရှိရဲ့ဒါပေမဲ့ချွေးပြက်နေပြီချွေးရစကားပြောနေပြီပါစကားပြောချွေးဒီလိုနဲ့တောက်လိုက်တော့မယ်အခုပေးလားစားလို့ကဒီမှာကြည့်နော်ပြမယ်အခုချိန်မှာတော့အနိုင်ရသူကအပြတ်အသက်တော့ပေါ်လွင်နေပြီနော်ဆက်တယ်ဒါပေမဲ့အများများသွားတယ်မများနေရနည်းနည်းစားနေလို့ငါ့ကိုကြည့်အောင်ဒီမကြည့်အောင်အဲ့လိုစားနေလို့ညီဝိုင်ဝဲချင်နေပြီလားမသိဆက်တော့မလုပ်အောင်မသိမစကာရာတွေတော့မင်း你收ပေးတော့မှာအကျိတ်နေရှုံးတော့မှမပေးဒီရန်တဖြည်းဖြည်းလိုရမယ်ရှာရီ
ပူနေပြီလား ပူလာတယ်ကွာတပြည့်လေးနော်နှခမ်းနေဒီနားလေး ထုံနေပြီ ရှာရဆက်လာတယ်တပြည့်လေးနဲ့ပူဆက်လာတယ် အရှုံးပြလိုက်များတယ်လို့ ဘေးငါဒီမှာဒီလောက်ဝေးချင်နေအောင်ခုနှလုံးနဲ့အပြက်ကောင်အောင်စားရမယ်ကြည့်လိုက်ရှော့လာတဲ့မြဝေးဒီလိုမျိုးသူနဲ့ challenge ခေါ်ပြီးစားပြနေနဲ့တတ်တော်မလားမသိဘူးဆက်လာပြီနော်စားတော့ဟိုအရှုံးပေးတဲ့လူကတေးတောက်ကမယ်လို့တတ်မှတ်ထားရကွာဒါပေမဲ့အခုကတော့ရပါအေးရတော့နည်းနည်းတော့တောက်ခွင့်ပေးလိုက်မယ်အခုတော့ ကျေးဇူးတင်ပါတယ် ဒီမှာနေရတဲ့ဒီမှာ အားလုံးတော့ မစားဘူးဘာလို့စားအောင်ပါနေရှင်းမပြေတာခိုင်းလေးပိုက်စီတော့စားဖြစ်ပါတယ်ဒီမှာတော့အေးစစ်စစ်နဲ့ဖုန်းလေးကြည့်လိုက်စားလိုက်အဲ့လိုမျိုးလေးလုပ်တော့အေးစစ်စစ်တော့ဟိုစိုက်ရင်လည်းနည်းခံပါလိမ့်မယ်ချင်းပူလာပြီနော် ငါမှအငွေ့ရဖက် ရှင်းပူလာပြီအခုကျတော့ပြိုင်မယ်ဆိုတော့စိတ်နဲ့မြန်စားအရင်ပြရတယ်စက်တာဒီနှခမ်းရမ်းစက်တယ်ရှားရမ်းစက်တယ်ပို့ပြီးတော့မတို့အတန်းအခုဓာတ်ရိုက်ကြီးတို့လိုမျိုးပြောနေဘာမှမိုက်ကြည့်ပါလို့မရှိဘူးအတန်းအသေးစားကြားရမှာလည်းမသိသေးဘူးကောတော့လောက်ထားတာပေါ့နော် Here I come. Oh, here I come. ငါကုန်ပြီဟဲ့ရှင်းပြီကြီးဟာငါအရင်ရှာဆက်နေပါကြသူကောင်းမရဘူးနော်ဘယ်ဆက်တယ်你不是说绿沙了啥？come，你真的？I come from where哈？ ခဏစားခဏစား 没上，没跟他上的。 တော်ဝိုင်းတူတူပဲမရှင်းတဲ့နဲ့အောင် ငါရေကုန်တာဒီနောက်မှကုန်တာနော်ငါရေကုန်တာ ဘာမှမဟုတ်တမျိုးကိုရေးကြည့်လိုက်အားလုံး no ငါအရင်ကုန်တာသူက epic comeback လုပ်ချင်တာ သမီးနိုင်တာနော် ဘသူနိုင်လဲဆိုတာကိုဝေဖန်လို့မရလိုက်ဘူးအခုတော့ လိုက်ပါ ငါနိုင်တာမဟုတ်လား သူများကြီးပြောလိုက်မယ် okay အဲ့ဆိုရင်အခုရန်ဆက်တယ်ဒီမှာပြောလိုက်တော့ ဘယ်သူနိုင်လဲဆိုတာကိုဘယ်သူနိုင်ဝါလဲဆိုတာကို comment မှာရေးပေးကြပါနော် bye bye